Hello 皮皮ပါ皮皮 daily blog လေးမတင်တာကြလို့ဒီနေ့တင်လိုက်ပါတယ် Morning ပါမနက်9 နာရီခွဲမှာအိပ်ရာထားခဲ့ပါတယ်အိပ်ရာသိမ်းပြီးတော့လန်းလန်းဆန်းဖြစ်သွားအောင် brain box ဖွင့်ပြီးတော့အလီအဝါရှူလိုက်ပါတယ်တရက်ပင်မတော့တရက်ကင်းလေးတွေသိနေပါပြီအရင်ဆုံးဆန်ဆေးပြီးတော့ထမင်းကိုလေးတည်ထားလိုက်ပါမယ်ထမင်းကိုတည်ထားပြီးတော့ရေချိုးလိုက်ပါမယ်ချီမိုးချိုးပြီးတော့အလုံးလုပ်ဖို့အတွက် laptop လေးကိုအားသွင်းထားလိုက်ပါမယ်ထမင်းကိုလေးဆူပြီးဆိုတော့ထမင်းကိုငှဲ့လိုက်ပါအောင်မယ်9 နာရီထိုးပြီးဆိုတော့အလုံးစားလုပ်ပါတော့မယ်မနက်စာစားဖို့အချိန်မရတော့တာနဲ့ရှိရမုံလေးပဲစားလိုက်ပါတယ်အလုံးလေးနည်းနည်းပါသွားတော့နေ့လည်စားပါမယ်ဒီနေ့ကငပိရင်နဲ့နေပြီးတော့ချက်ပူးသီးကာလာသားချက်လေးနဲ့ပူးသီးပြုတ်တို့စရာလေးနဲ့ပါစားပြီးတက်ပြီးအိတ်ချင်လာလို့တချင်းလေးနားထောင်လိုက်ပါအောင်မယ်လက်ဖက်သွင်းလေးစားပြီးလှုပ်ဆက်လုပ်လိုက်ပါအောင်မယ်ဘိုင်ဘိုင်